Echo Origin channel ကနေကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့ Brother တို့က Call of Duty လို game မျိုးတွေကိုကြိုက်တယ်။ဆော့ကျင်တယ်။ Brother တို့မှာ PC console တွေမရှိဘူး။ Game hack ဝင်လိုက်တာ Switch emulation ကောင်းကောင်းတွေ run ဖို့ flagship ဖုန်းတွေလည်းမရှိဘူး။ Snapdragon သုံးထားတဲ့ဖုန်းတွေလည်းမရှိဘူး။ဒါပေမဲ့အားမငယ်နေ။မြန်မာမှာ mid rate entry ဖုန်းတွေမှာအမြဲပါတဲ့ chip တစ်ခုဖြစ်တဲ့ Helio G99 ပါရုံနဲ့ Call of Duty game တွေကို easy ချေးပြီးဆော့လို့ရတယ်။ဆော့လို့ရပြီဆိုပေမဲ့ PC console တွေလို graphic လမ်းကြီးတွေတော့အရင်မထင်နဲ့အောင် Helio G99 နိုင်လောက်တဲ့ performance နဲ့ပဲဆော့လို့ရမှာပါ။ကဲ game ဆော့ဖို့အတွက်ကပထမဆုံး Play Store မှာ app တစ်ခုကိုရှာပြီးတောင်းမယ်။ app က Dolphin Emulator သိပြီးတဲ့လူတွေလည်းသိပြီးမှာပါ။ Dolphin Emulator က game 2နဲ့ Wii emulation တွေ run ဖို့အတွက်ထုတ်ထားတာ။ Dolphin Emulator တောင်းပြီးရင်တော့အဲ့ app ထဲဝင်မယ်။ဝင်ပြီးချင်းရင်ကျွန်တော်ကတော့ဆော့ပြီးသားမို့လို့ game တွေရှိနေလိမ့်မယ်။စဝင်တဲ့လူတွေကတော့မရှိသေးတဲ့အတွက် add game ကိုနှိပ်ပြီးတော့အဲ့ထဲမှာ game file တွေ download ထည့်ထားတဲ့ folder ကိုရှာပြီးတော့ use this folder နှိပ်လိုက်အောင်ပဲ။ကြရင် app screen မှာ game တွေပေါ်လာလိမ့်မယ်။ game တွေမဆော့ခင်မှာပထမဆုံး setting ချိန်မယ်။အပေါ်က setting icon လေးကိုနှိပ်ပြီးတော့အပေါ်ဆုံးမှာတွေ့တဲ့ config ကိုနှိပ်ပြီးတော့ config ထဲက general ထဲကိုထပ်ဝင်ပြီးတော့ speed limit မှာ100နဲ့110ကြားမှာကြိုက်သလောက်ထား။ကျန်တဲ့ setting တွေကတော့ဘာမှမပြင်ဘဲနဲ့သူ့မွေးပါတဲ့ setting အတိုင်းပဲထားမယ်။ပြီးရင်ပြန်ထွက်ပြီးတော့ graphic setting ထဲဝင်မယ်။ graphic setting ထဲမှာ video backend ထဲမှာ open ကြံနဲ့ Vulkan ထဲကိုကိုကြိုက်တာထား။ Vulkan ကတော့တစ်ခါတလေကြာရင် crap ဖြစ်တတ်တယ်။ shader ကလည်း default အတိုင်းပဲထားတာကောင်းတယ်။ aspect ratio ကတော့ home screen နဲ့အပြည့်ဆော့ကျင်တယ်ဆိုရင် straight to window ကိုထားတာ။ပြီးရင်အောက်နား enhancement ထဲကိုဝင်ပြီးရင် image resolution ကိုကိုနိုင်သလောက် 1h ထားမလား 2h ထားမလားထား။ကျွန်တော်ဆော့တဲ့ဖုန်းကတော့ Infinix Zero 30 မို့လို့သိပ်မနိုင်တဲ့အတွက် 1h ပဲထားတယ်။ကျန်တဲ့ setting တွေကသူပါတဲ့အတိုင်းထားပြီးတော့ game စဆော့လို့ရပြီ။အခုဗီဒီယိုမှာဆော့ပြမှာကတော့ Call of Duty Modern Warfare 3 game file တွေကတော့မ down တက်ရင်တော့ကျွန်တော်ရဲ့ Telegram channel မှာတော့ game file တွေတင်ပေးထားမယ်။အဲ့ကနေ down ပြီးတော့ဆော့ကြည့်။ game ထဲဝင်သွားပြီဆိုတချို့ cutscene တွေနဲ့တချို့ effect တွေအများကြီးသုံးရတဲ့ scene တွေမှာတော့နည်းနည်း lag တယ်။ game ထဲရောက်ပြီဆိုတာနဲ့သူ့မူရင်းပေါ်နေတဲ့ control layout တစ်ခုကိုမြင်ရမယ်။အဲ့ control layout ကိုတော့ကျွန်တော်စမ်းကြည့်ရတော့အခုလိုမျိုးပတ်ပတ်လဲလဲနေတယ်။အဲ့ဒါတော့ကျွန်တော်လည်းမဆော့တတ်ဘူး။အဲ့အတွက် control layout ပြောင်းမယ်။ control layout ပြောင်းဖို့အတွက် back လုပ်နှိပ်လိုက်ရင်ဘေးက menu ပေါ်လာတယ်။အဲ့ထဲကနေ setting ထဲကိုဝင်ပြီးရင်အဲ့ထဲမှာပါတဲ့အောက်ဆုံးနားက Wii input ထဲကိုဝင်မယ်။ Wii input ထဲကပေါ်လာတဲ့ထဲကအပေါ်ဆုံးက Wii remote 1ဘေးနား setting ပုံစံလေးကိုနှိပ်လိုက်မယ်။နှိပ်ပြီးအောက်ကိုနည်းနည်းဆွဲလိုက်ရင် extension ဆိုတာရှိတယ်။ extension ထဲမှာ classic ဆိုတာကိုရွေးလိုက်မယ်။ပြီးရင် back ပြန်ထွက်ပြီးတော့ game screen မှာသွားကြည့်မယ်။ control layout ပြောင်းသွားပြီ။ game စဆော့လို့ရပြီ။ဆော့နေရင် control layout ကအသားမကျဘူး။သူတို့က 3 finger 4 finger တွေဆော့တယ်ဆိုရင်လည်း control layout ကို adjust လုပ်လို့ရတယ်။back ထွက်ပြီး menu ထဲက overlay control ထဲက adjust control ထဲမှာ control ကို opacity နည်းနည်းလျှော့မယ်။ပြီးရင် overlay control ကိုပြန်နှိပ်ပြီးတော့ edit layout ကိုနှိပ်ပြီးတော့ဒီမှာကိုရွှေ့ချင်တဲ့နေရာကိုရွှေ့ပြီးရနဲ့အလယ်ထဲက done နှိပ်လိုက်ရင်ရပြီ။အခုလို Call of Duty game တွေကို Helio G99 သုံးတဲ့ entry ဖုန်းတွေနဲ့ဆော့လို့ရတာတော်တော်လေးမိုက်တယ်လို့ပြောရမယ်။ Brother တို့က screen control ကြီးနဲ့မဆော့ချင်ဘူး။ controller နဲ့ချိတ်ဆော့မယ်ဆိုလည်းတွဲပြီးဆော့လို့ရတယ်။ကျွန်တော်ကတော့ V3 gamepad နဲ့ V3 gamepad မှာပါတဲ့ app က mapping တွေနဲ့ control ကို mapping လုပ်ပြီးတော့ Dolphin emulator ကပါတဲ့ control opacity ကိုအကုန်လုံးလျှော့လိုက်တယ်။လုံးဝ perfect setup တစ်ခုဖြစ်သွားပြီ။ကဲ game ကိုဆက်ဆော့ကြည့်လိုက်အောင်။ကျွန်တော်ရဲ့ Echo Origin channel လေးမှာ emulation အကြောင်းတွေ game တွေအကြောင်းတွေတင်ပေးသွားမှာမို့ like and subscribe လေးလုပ်သွားလို့ရပါတယ်။ Primary objective. We need control of the substance missile.
mines!